မင်္ဂလာပါရှင်ဓာတုတ္တရတုတ်ကိုပူဇော်ပါမယ်ရှင်ကျေးဇူးများသောတရားကိုးပါးတရားတော်မြတ်စွာဘုရားမှယဟန်အပေါင်းအားဤတရားကိုဟောကြားတော်မူသည်ချစ်သားတို့အကျိုးကျေးဇူးများသောတရားနှင့်အညီနှလုံးသွင်းခြင်းသည်ကိုးပါးရှိသည်ထိုတရားကိုးပါးတို့မှာမေတ္တာတရားနှင့်အညီနှလုံးသွင်းသောသူသည်1ဝမ်းမြောက်ခြင်းဖြစ်သည်2ဝမ်းမြောက်ခြင်းရှိသောသူသည်နှစ်သိမ့်ခြင်းဖြစ်သည်3နှစ်သိမ့်သောစိတ်ရှိသူဤကိုယ်စိတ်တို့သည်ငြိမ်းချမ်းသည်4ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းသောသူသည်ချမ်းသာခြင်းကိုခံစားရသည်5ချမ်းသာခံစားရသူဤစိတ်သည်တည်ကြည်သည်6တည်ကြည်သောသူသည်ယုံ nant တရားများကိုအမှန်အတိုင်းသိသည်မြင်သည်9ဟုတ်မှန်သောအတိုင်းသိသောမြင်သောသူသည်ယုံ nant တရားတို့ကိုငါဥစ္စာအဖြစ်နှစ်သက်မှုကင်းသည်8ယုံ nant တရားတို့ကိုနှစ်သိမ့်မှုကင်းသောသူသည်ယုံ nant တရားတို့ကိုငါဥစ္စာအဖြစ်ဆွဲလန်းခြင်းကင်းသည်ကိုငါဥစ္စာဟုဆွဲလန်းခြင်းကင်းသောကြောင့်လောဘဒေါသမောဟကိလေသာတို့မှလွတ်မြောက်သည်ဤတရားကိုးပါးအားနှလုံးသွင်းသူသည်သစ္စာလေးပါးကိုအမှန်သိမြင်ပြီးမဂ်ကင်၈ပါးအကျင့်ဖြင့်ဒုက္ခခတ်သိမ်းကင်းခြင်းရာတဏှိဒုက္ခနှင့်ပြည့်စုံသောနိဗ္ဗာန်ချမ်းသာကိုရသည်ဟုမိန့်တော်မူသည်